အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ရေယုံပျောက်စေတဲ့အစွမ်းတက်ကတော့ပြန်လည်မြောက်ပေးမှာဖြစ်ပါတယ်ဗျာအရင်တစ်ခေါက်ကလည်းမြောက်ပေးခဲ့ပါတယ်အရင်တစ်ခေါက်ကလည်းကျွန်တော်တို့အဆင်ပြေတဲ့မိတ်ဆွေပျောက်သွားတဲ့မိတ်ဆွေအများကြီးရှိခဲ့တယ်ဒီတစ်ခေါက်မှာလည်းပေါ့သုံးလုံးတဲ့မိတ်ဆွေများလည်းအတုံးချလို့ရအောင်ပြန်လည်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျာရေယုံပျောက်စေတဲ့အရေးပြားပေါ်ကအဲ့တော့ရာယန္နာတွေယောဂဝဒနာတွေပျောက်စေတဲ့အစွမ်းတက်ခါတာပဲဖြစ်ပါတယ်ဗျအဲ့တော့ရေယုံပျောက်လို့ရှိရင်အထူးသုံးလို့ရတယ်လို့အဲ့တော့အရေးပြားပေါ်ကအရာယံကွက်တွေအနာဖေးတွေစပစ်ဘယ်လိုယောဂမျိုးမဆိုသုံးလို့ရပါတယ်ဗျအဲ့တော့ကျွန်တော်ခါတာနှစ်ပုတ်ရှိပါတယ်ပထမခါတာကတော့9ရက်1ရက်လို့မယ်9ရက်1ရက်မှာဒီခါတာကိုရေးမယ်အုံတတ္တရေလေသွားဟအုံတတ္တရေလေသွားဟအုံတတ္တရေလေသွားဟဆိုပြီးတော့ခါတာကိုကျွန်တော်တို့တွေအဲ့တန်ချုံလေးနဲ့9ရက်တွဲမှာရေးလိုက်မယ်ရေးလိုက်ပြီဆိုတာနဲ့အဲ့9ရက်လေးကိုကျွန်တော်တို့ကမီးကင်လိုက်မယ်မီးကင်ပြီးတော့ကျွန်တော်တို့ကျွေပကံမြတန်တစ်ခွက်တည်းကိုထည့်ပြီးအုံးစီတွေနဲ့ရောနေမယ်ရောနေပြီးဒီကတော့39ခေါက်မန်းမယ်အုံတတရေလေတော့ဟအုံတတရေလေတော့ဟအုံတတရေလေတော့ဟဆိုပြီး39ခေါက်မန်းမယ်မန်းပြီးတော့အဲ့ဒီနေထားတဲ့ကျွန်တော်တို့9ရက်ကိုမီးကင်ပြီးတော့နေထားတဲ့အုံးစီနဲ့နေထားတဲ့ဟာလေးကိုအဲ့ရေယုံပေါ်မှာရေယုံသွားပြီးတော့တုတ်လင်းပေးမှာဖြစ်ပါတယ်တုတ်လင်းပေးနဲ့လဲရွှင်လိမ့်လုံးမယ်အုံတရရေလဲသွားအုံတရရေလဲသွားအုံတရရေလဲသွားဆိုပြီးတော့လိမ့်လိုက်တုတ်ပေးလိုက်လိမ့်လိုက်တုတ်ပေးလိုက်ရွတ်လိုက်လုံးနေမယ်အဲ့ဒါလေးကိုမနေ့တစ်ချိန်နေ့လေတစ်ချိန်ညနေတစ်ချိန်တရက်3ချိန်နဲ့3ရက်တိတိလုံးရင်အမြန်ဆုံးတတ်တာပျောက်ကင်းစေပါတယ်ဗျာโอเคဒါကတော့ပထမကာတာပါဒုတိယကာတာလည်းရှိပါသေးတယ်ဗျာဒုတိယကာတာကတော့ကျွန်တော်တို့တွေဒီမိဖို့ကြောင့်ထဲမှာရှိတယ်ပြလေးပြသွားယူမယ်မြို့ကြောင်မှာရှိတယ်ပြတန်းတန်းလေးတစ်ခုယူမယ်ပြတန်းတန်းတစ်ခုကိုခုနလိုပဲကျွေပကံများပေါ်တင်မယ်တင်ပြီးဒီကားတော့မန်းမယ်အုံရေယုံတောကရေယုံကျိုးနဲ့တုတ်အိမ်ကရေယုံပြနဲ့တုတ်ပျောက်အုံရေယုံတောကရေယုံကျိုးနဲ့တုတ်အိမ်ကရေယုံပြနဲ့တုတ်ပျောက်အုံရေယုံတောကရေယုံကျိုးနဲ့တုတ်အိမ်ကရေယုံပြနဲ့တုတ်ပျောက်ဆိုပြီးတော့39ခေါက်ဆက်မန်းမယ်မန်းပြီးတော့အဲ့ပြလေးနဲ့အဲ့ခုနရှိတဲ့ရေယုံပေါ်တွေရာနာပေါ်တွေအရေပြပေါ်တွေကိုအဲ့ရေယုံပေါ်တွေကိုအသားလေးတုတ်လိမ့်ပြီးမယ်လိမ့်နေနဲ့လည်းရွတ်မယ်လိမ့်လိုက်ရွတ်လိုက်လုပ်မယ်ပေါ့ဗျာအုံရေယုံတောကရေယုံကျိုးနဲ့တုတ်အိမ်ကရေယုံပြနဲ့တုတ်ပျောက်ဆိုပြီးတော့ဒါလေးကိုရွတ်မှန်ပြီးတော့လိမ့်ယုံလုပ်လိုက်မယ်ဒီကတနပုတ်ကိုအသုံးပြုခြင်းအပြင်အဲ့တော့ရေယုံနေအမြန်ပျောက်စေတယ်အရေပြပေါ်မှာရှိတဲ့ယောဂဝန္ဒနာနဲ့အမြန်ပျောက်ကင်းတက်တာစေပါတယ်ဗျကဲမိတ်ဆွေများတို့ပြန်လည်မြောက်ပေးလိုက်ပါတယ်ဗျကဲတောင်းထားတဲ့မိတ်ဆွေများလည်းအဆင်ပြေအောင်ကျွန်တော်မိတ်ဆွေခုနသားညီကောင်မနမတွေအားလုံးလည်းစင်မြောင်မြောက်ပေးခြင်းဖြစ်ပါတယ်ဗျမိတ်ဆွေများရောပွားမလို့သာခရမမရှိနေနဲ့ခမမရေးခဲ့မိခဲ့တောင်းခဲ့ပါအဲ့တော့အခုလိုမျိုးပဲပေါ့နော်အနာယောဂလေးတွေရှိနေတယ်ဘာနာလေးတွေရှိတယ်ဘာယောဂတွေရှိတယ်ဆိုတာကိုလည်းခမမရေးပေးခဲ့လို့ရပါတယ်ဗျကျွန်တော်သူနဲ့အဆင်ပြေမဲ့ခါတာလေးတွေကိုပြန်လည်ပြီးမြောက်ပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းအနေငယ်ပေးရှင်းပါသည်ကိုယ်စင်တလို့အိမ်မြကြပါသည်ကျမ်းမှချမ်းသာလမ်းပြဝမ်းသာကြပါစေဗျအဆင်ပြေတဲ့ line subscribe နဲ့ပြီးအားပေးခဲ့ပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ